Okay ဒါဆိုရင်ကျွန်တော်တို့ပြန်စလိုက်ရအောင်နော်မနေ့ကမှားတဲ့နေရာလေးကနေပြီးတော့မှကျွန်တော်တို့သွားကြည့်ပါမယ်ပေါ့နော်ဒီမှာ balance management ဆိုကျွန်တော် run လိုက်မယ် run ပြီးတော့မှလုပ်ပြီးတော့မှဒီဒေးစာနေ edit ကိုသွားရနေရပါတော့အေး local host 8080ကိုသွားပြီးတော့မှဘယ်နဲ့ login လုပ်ကြည့်မယ်ပေါ့နော်ပြီးတော့ကျွန်တော် expense details စာနေပေါ့နော် expense details ကိုသွားကြည့်ပြီးတော့မှဒါဆိုကျွန်တော်တို့ details အထိကတော့ okay တယ်ပေါ့နော်သူ့ကိုကျွန်တော်တို့ edit လုပ်တဲ့နေရာမှာဒီမှာဘာဖြစ်နေလဲဆိုတော့ income စာအသေးဝင်နေတယ်ဗျ URL မှာကျွန်တော်အဲ့ဒါကို parameter နဲ့ယူထားတာဆိုတော့အဲ့တန်းက error တက်သွားတယ်ပေါ့နော်UI ကသူက income ဆိုသိနေတဲ့အတွက်ledger ကိုရှာတဲ့ခါမှာလည်း income ရဲ့ ledger တွေပဲရှာလာပြီးတော့ကျွန်တော်တို့ဒီမှာသူ့ရဲ့ edit ကလွဲသွားတော့ဒီလိုမှားသွားတာပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒါလေးကိုလည်းပြင်ဖို့လုပ်မယ်ပေါ့နော်ပြင်ဖို့လုပ်မယ် okay ဆိုတော့အဲ့ဒါကိုအရင်ပြင်လိုက်ကြရအောင်ပေါ့နော်ဆိုတော့ကျွန်တော်တို့ထင်တယ်ကျွန်တော်ဒီ details ပေါ့နော် details ဆို ledger entry details ရဲ့မှာ ledger type မပါဘူးဖြစ်နေတယ် ledger type မပါဘူးဆိုရင်ကျွန်တော်ဒါအပေါ်မှာ UI မှာပြန်ပြီးထိဖို့အဆင်မပြေဘူးဖြစ်မယ်ပေါ့နော်ဖြစ်မယ်ဆိုတော့ကျွန်တော်ဒီ get ledger ကနေပြီးတော့မှဒီ ledger ပေါ့နော် get ledger ကနေကျွန်တော်တို့ကဘာယူလဲဆို balance type ကိုကျွန်တော်တို့ယူထားလိုက်ရအောင်ပေါ့နော် ledger entry details မှာပေါ့နော် ledger name ကုတ်ပြီးလို့ရှိရင်ကျွန်တော် balance type ကိုကျွန်တော်တို့ယူထားလိုက်ရဒါဆိုကုတ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာ ledger type ကိုပြန်ပြီးတော့မှပါအောင်ထည့်ပေးလိုက် entry get entity get ledger get type ကိုကျွန်တော်ထည့်ပေးလိုက်တယ်ဒါဆိုရင်ကျွန်တော်တို့ UI ဘက်မှာ UI ရဲ့ detail ထဲမှာကျွန်တော်တို့ type ကိုပါသွားပြီပေါ့နော်ပါသွားပြီဆိုတော့ edit ကိုပြည့်ပြောတဲ့ link မှာ wow type ရဲ့ကျွန်တော်တို့ဒီနေရာကိုလာရမှာပေါ့နော်ဒီ income ဆိုတဲ့နေရာကိုကျွန်တော် details ရဲ့ details details ရဲ့type ရဲ့ကျွန်တော်တို့နာမည်ပေးထားတာ type နဲ့တူတယ် type ပေါ့နော် type ရဲ့ကျွန်တော်ဒါဆိုလို့ရှိရင်name ဆိုတော့ကျွန်တော်ယူပြီးတော့မှနာမည်ကိုကျွန်တော်တို့ဒီlower case ကိုပြောင်းခိုင်းလိုက်ပါနော်ဟို small letter နဲ့ပြောင်းပြီးသွားကြရမှာဖြစ်တယ် okay အဲ့ဒါဆိုရင်ကျွန်တော်တို့ reload ချက်တော့ပြန်လုပ်ကြည့်ရအောင်ပေါ့နော်ဟို details ကိုပြန်သွားလိုက်အောင် expense ကိုသွားတယ်details ကိုဝင်တယ်သူရဲ့ edit summary မကြည့်လို့ဆိုရင် expenses edit ဖြစ်သွားတယ်ဒါဆိုရင်တော့သူ expense ရွေးထားတဲ့အတိုင်းပါလာတယ်ဆိုတော့တွေ့ရပါတယ်ပေါ့နော်ဟိုမှားသွားတဲ့အပိုင်းကအဲ့ဒီပိုင်းလေးပေါ့နော်အဲ့ဒီပိုင်းလေးပေါ့ okay ကျွန်တော်တို့ဒါ edit တို့ဘာလို့ခဏထားလိုက်ကြရအောင်ဗျာထားပြီးတော့မှအဲ့ဒါတွေကနောက်ဆုံးကျွန်တော်တို့ပြန်ပြင်မဲ့နေရာမှာသုံးပါပေါ့နော်သုံးပါဆိုတော့ဖွင့်နေတာတွေများသွားပြီ close this ကုန်ပိတ်ပြီးတော့စစောလုံးကကျွန်တော် file ကလေးထုတ်ထားနေရလို့ပြန်ပြင်လိုက်အောင်အဲ့တော့ကျွန်တော်တို့ကြံနေသေးတယ်တေချာပေါ့ရေးရမယ့်ဟာတစ်ခုကြံတယ်ပေါ့နော်အဲ့ဒါလေးကိုရင်ဖြတ်ပလိုက်အောင်ဗျlist ပေါ့နော် list ကိုရင်ဖြတ်လိုက်အောင် balance details ရဲ့ entry edit ပေါ့နော် edit ကျွန်တော်ဒီနေ့လေးမှာ ledger ID ကိုကျွန်တော်ထုတ်ကြည့်ထားတာပေါ့နော်ဒါကိုပြန်ဖြတ်လိုက်ရအောင် okay ဒါဆို edit ကိုဝင်သွားတယ် okay တယ် edit ကိုဝင်သွားတာလည်း okay ပေါ့နော်ပြီးမှကျွန်တော် edit တွေပါလို့ပြန်ပြီးစမ်းကြည့်မယ်ပေါ့နော်ပြန်ပြီးစမ်းကြည့်မယ်လောလောဆယ်ကျွန်တော်တို့လုပ်ဖို့လိုတာကbalance ရဲ့ list ကိုကျွန်တော်သွားကြရအောင်ဗျ member ရဲ့ okay member ထဲမှာ member report balance controller ဒီမှာ search လုပ်တဲ့အပိုင်းလေးကိုကျွန်တော်တို့စိတ်ကြည့်မယ်ပေါ့နော်ချားမှာလည်းကျွန်တော်နာမည်ပေးတာတူနေနေတူပါတယ်list ရှိတဲ့နေရာတွေ ledger entry controller မှာကျွန်တော်တို့ model put result ဆိုတာပေါ့နော်
ဆိုဒီ username ကကျွန်တော်ယူရမှာပဲ login လုပ်ပြီးဆိုတယ်ပေါ့နော်ဒီ username ကကျွန်တော်ယူရမှာယူပဲဒီ model ရဲ့နာမည်ကကျွန်တော် result လို့ပေးနေကြပါတော့အဲဆိုဒီနေရာမှာလည်းကျွန်တော် result လို့ပဲကျွန်တော်ပေးမယ်ဒီမှာတော့ username ကျွန်တော်ယူထားလိုက်တယ်ယူထားပြီးတော့ခဏပေးလိုက်အောင်ဗျာကျွန်တော်တို့ result ပေါ့နော်ကျွန်တော် model တွေကို put ဆိုပြီးတော့မှ result ဆိုတဲ့နာမည်နဲ့ result ဆိုတဲ့နာမည်နဲ့ပေးမယ်ပေးပြီးတော့အဲ့ဒါကို search လုပ်ခိုင်းပါပေါ့နော် service ကိုသုံးပြီးတော့မှကျွန်တော်တို့က search လုပ်ခိုင်း service search SERC search လည်းပါမယ် username လည်းပါပါလေ username search page size ပေးပြီးတော့ကျွန်တော်ရှာလိုက်မယ်ရလာတဲ့ result ကိုကျွန်တော်တို့ဒီ model တွေကိုတွက်ထည့်ဆိုတော့ဒီမှာကျွန်တော်တို့ create ဆိုပြီးကျွန်တော်တို့ method ကို create လုပ်တော့ဒါပါလဲဆို page result page result သူရဲ့ type ကဘာဖြစ်မလဲဆိုတော့ဒီ GTO လေးပါပါနော်ကျွန်တော်တို့ balance list item ဖြစ်balance list item ရှိမယ်ပေါ့နော်ရှိပြီးတော့မှသူ့ကိုရှာရမှာပေါ့နော်ရှာမယ်ဆိုတော့ပထမဆုံးဒီဟာကိုရှာဖို့ကျွန်တော်တို့လုပ်ကြရအောင်ပေါ့နော်ဒီနေ့လေးမှာကျွန်တော်တို့ကincome expense balance ကျွန်တော်တို့ဒီဟာကိုကျွန်တော်တို့နည်းနည်းလုပ်ကြည့်တာပေါ့နော်ပုံမှန်ဆိုရင်ကျွန်တော်တို့ဒီကောင်ကဗျာကျွန်တော်တို့ GUI မှာပြဖို့လွယ်ဖို့အတွက်ပဲကျွန်တော် data ကိုစီထားတာပေါ့နော်ကျွန်တော်တို့ဒီမှာ ledger entry ကိုရှာကြရမှာဆိုတော့ ledger entry တဲ့ကဒီမှာကျွန်တော်တို့ဘာယူမလဲပေါ့နော်new ပါကျွန်တော်ဒါရှာတာက less balance ရှိတယ်ပေါ့နော် less balance ရှိတယ်ကျွန်တော်ဒီမှာ entry line မှာ less balance ရှိတယ်ပေါ့နော်less balance ရှိတယ်ဆိုတော့ကျွန်တော် constructor တစ်ခုတော့ကျွန်တော်တို့ဒါပေမဲ့ဒါနည်းနည်းတော့ကြကြရအောင် constructor ရေးတယ်record တွေမှာနည်းနည်းတော့ကြတယ်နော်ကြတယ်ဆိုတော့ဥပမာကျွန်တော် constructor တစ်ခုရေးလိုက်လို့ရတယ်အဲ့ဒါ secondary constructor ဟောrecord တွေရဲ့အားလုံးရဲ့ရှေ့မှာဒီမှာ this ဆိုပြီးတော့မှဒီတန်ဖိုးတွေကိုပြန်ပြီးဒီမှာရှိတဲ့တန်ဖိုးတွေကိုပြန်ထည့်ပေးရမှာဗျာဒါပေမဲ့ပြဿနာကပေါ့နော်this ဆိုပြီးတော့မှကုတ်တွေကျွန်တော်ပြန်ထည့်ပေးရမှာပေါ့နော်ပထမဆုံးဒီကုတ်ကိုရဖို့အတွက်ကျွန်တော်တို့ဒီလိုမလဲဆိုလို့ရှိရင်ကျွန်တော်တို့ ledger entr entry pk ရှိလို့ id ရှိလို့ဒီ id ရှိမှကျွန်တော်တို့ကဘာလုပ်လို့ရမလဲဆိုတော့ id ကနေကျွန်တော်ကုတ်ပြန်ထုတ်လို့ရအောင်နော် id ကိုကျွန်တော်ရှာထားတယ်ဆိုတော့ဒီနေရာမှာ id get code ကျွန်တော်ယူလိုက်တယ်ကုတ်ကိုကျွန်တော်ဖြည့်ရမှာပေါ့နော်နောက်ပြီး issue at ကလည်းကျွန်တော်တို့ကတန်းရေးလို့ရပါတယ်တန်းရေးလို့ရတယ် issue at ပေါ့နော် issue at တူတယ်ကျွန်တော်တို့လုပ်မယ်ဗျ laser type ပြုပါဗျbalance type ပြုပါ balance type ပြုရပါတော့ balance type ပြုရဘာကြောင့်လဲဆိုတော့ detail ကိုသွားတဲ့ခါမှာ type ကိုပေးရမှာပေါ့list ကနေ detail ကိုသွားခြင်းကျွန်တော် type ကိုမပေးဘဲနဲ့မရနိုင်ဘူးပေါ့နော်ဆိုတော့ဒီတိုင်းကဘာလို့လဲဆိုကျွန်တော် ledger လို့မယ်ဆိုတော့ ledger ရပြီဆိုရင်ကျွန်တော်တို့က LEDG ရဲ့ ledger get type ပေးလို့ရတယ်ပြီးရင်ကျွန်တော် ledger name ကိုရင်သွားလိုက်ပြီဗျာ ledger name ကိုရင်သွားလိုက်အောင်နော်ledger name ကကျတော့LEDG ရဲ့ ledger get name ရှိတယ်နော်ဟုတ်ပြီ get name ရှိတယ်နော်okay ပြီးရင်ကျွန်တော်တို့ကဘာလာမလဲဆိုတော့ issue at လာ
issue at လာမယ်ပြီးရင် particular လာမယ် particular လာမယ် income က expense လားဆိုတာက particular လာမယ်နော်ကျွန်တော်တို့ယူစင်းတဲ့ဟာကိုကျွန်တော်တို့ယူထားလိုက်တော့အဲ့တော့ ID ရဲ့ code ကိုရင်ခေါ်တယ်ပြီးတော့မှ ledger type လာတယ် ledger name လာတယ်ပြီးတော့မှကျွန်တော်ဒီထဲမှာ ledger name လာတယ် ledger name လာပြီးတော့ issue at လာမယ် issue at ပြီးရင် particular လာမယ် particular လာမယ် income လား expense လားဆိုတာကတော့ကျွန်တော်တို့ ledger ရဲ့ type ပုံကိုကြည့်ပြီးဆုံးဖြတ်လို့ရ ledger ရဲ့ type ကဒီမှာရေးလို့ရပါမလားဟို ledger ရဲ့ type ကဟိုပါပေါ့ကိုယ့် balance type ရဲ့ income ဖြစ်တယ်ဆိုရင်ကျွန်တော်ဒီမှာ amount ကိုယူထားလို့ရ amount ရဲ့ less amount တွေပေါ့ BIG big decimal AMOUNT amount BIG big decimal less amount ကိုယူထားတယ်ပေါ့နော် okay ဒါလို့ဆိုရမှာထင်ပါတယ်income ဖြစ်မယ်ဆိုရင်ကျွန်တော်တို့က amount ကိုဒီမှာပေးပြီးတော့မဟုတ်လို့ရှိရင်တော့ big decimal 0ဆိုပြီးincome နေရာတော့ကျွန်တော်အဲ့လိုမျိုးသွားမှာပေါ့နော် expense နေရာလည်းဒီတိုင်းပဲ type ပုံမှာမူတည်ပြီးတော့မှကျွန်တော်တို့က type က expense ဖြစ်တယ်ဆိုရင်ကျွန်တော် expense နေရာကို amount ပေးပြီးတော့မှကျန်တဲ့နေရာကို0လို့ပေးမယ်ပေးပါပေါ့နော်နောက်ဆုံးကတော့ balance ကလည်းကျွန်တော်တို့ဒီ income ပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ဆုံးဖြတ်မယ် income ပေါ်မှာမူတည်ပြီး income ဖြစ်တယ်ဆိုရင်ကျွန်တော်တို့က less amount နဲ့ less amount ကိုကျွန်တော်တို့ add ဆိုပြီးတော့မှကျွန်တော်တို့ amount နဲ့ပေါင်းပေးလိုက်မဟုတ်ဘူးဆိုရင်တော့ less amount ကို amount နဲ့ရနေပြီးတော့မှ subtract ဆိုပြီးတော့မှ amount ကိုနှုတ်ပေးလိုက်ဒါဆိုရင်တော့သူလိုချင်တဲ့ဒီဘယ်လိုခေါ်မလဲ concept တန်ဖိုးလေးကိုကျွန်တော်တို့ရောက်သွားပြီပေါ့နော်ရောက်သွားပြီကျွန်တော် record တွေသုံးတဲ့အခါမှာဒါမျိုး secondary concept ဆိုကျွန်တော်သုံးလို့ရတယ်ဗျrecord တွေမှာရှိတဲ့ data တွေကတော့ UI မှာပြချင်တဲ့ data ကိုပဲကျွန်တော်ပြလို့ကောင်းယူထားလိုက်တာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကပြန်ပြီးရှာတဲ့အခါမှာလွယ်ကူအောင်ဆိုပြီးတော့မှကျွန်တော်တို့ ID database ရရှာလွယ်တဲ့ပုံစံနဲ့ secondary concept လေးကိုတိစောက်ပြီးတော့အဲ့ secondary concept တွေမှာ record ရဲ့ဒီ canonical constructor ကိုပြန်ခေါ်ပေးရတာပေါ့နော်ပြန်ခေါ်ပေးလိုက်ရတယ် okay ဒါကတော့ကျွန်တော်တို့ select လုပ်ဖို့အတွက် projection လုပ်ဖို့အတွက်လွယ်ပုံစံဖြစ်တာပေါ့နော်ဆိုတော့ select လုပ်ကြရအောင် select လုပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့က public static void select ပေါ့နော် select လုပ်မယ်ဆိုကျွန်တော်ဘာယူမလဲဆိုတော့ criteria ဟွာယူမယ်projection ကိုရေးကြပါတော့နော်ဒီ query ကိုရှာတော့ CQ နဲ့ပြီးတော့မှ root element ပေါ့နော် root element အနေနဲ့ကျွန်တော်တို့က IDG ရ ledger entry ကိုကျွန်တော်တို့ root element ရှာခြင်းနဲ့ root table နဲ့ကျွန်တော်တို့ကအသုံးပြုဒီ table ကနေရှာဆိုတော့ကျွန်တော်ဒီ constructor အတိုင်းကျွန်တော်ခေါ်ပေးရမှာဖြစ်တယ်ပေါ့နော် CQ multi select ဆိုပြီးတော့မှကျွန်တော် root တွေကနေကျွန်တော်ပါလို့ကျွန်တော် ID ယူရမယ်ပေါ့နော် root တွေကနေ ID ယူရမယ် root that IDG ရ ledger entr entry ls2 ID root တွေကနေ ID ယူမယ်ယူသွားမှာတော့ကျွန်တော်တို့ဟိုပါပေါ့ ID လို့မယ် ledger လို့မယ် issue at particular amount plus amount ID ယူမယ်ပြီးတော့မှ IDG ရ ledger ယူမယ်ပြီးတော့မှ issue at ယူတယ်ပြီးတော့မှ particular ယူတယ်ပြီးတော့မှamount ယူတယ်ပြီးတော့မှ plus amount ယူလိုက်တယ် okay
ဒါဆိုရင်တော့ကျွန်တော်တို့သူ့ရဲ့ less amount ကနေပြီးတော့မှပေါင်းပြီးတော့မှကျွန်တော်တို့ရေးသွားလို့ရနိုင်တယ်ပေါ့နော်ရနိုင်ပြီโอเคဒါဆိုရင်ကျွန်တော်တို့ဟိုပါပေါ့ဒီမှာကျွန်တော်တို့ဒါဆိုရင်နောက်ဆုံးဘယ်လောက်ရှိသေးလဲဆိုတော့ကျွန်တော်တို့ကပြန်ကြည့်လို့ရလိမ့်မယ်ပေါ့နော်ဆိုတော့ select ဘိုင်းကတော့ကျွန်တော်တို့က okay ပါပြီဗျာwhere ဘိုင်းကိုကျွန်တော်တို့ရေးကြရအောင်ပေါ့နော်where ဘိုင်းကိုရေးဖို့အတွက်ဆိုရင်ကျွန်တော်တို့ service တွေမှာသွားပြီးတော့မှအဲ့ဒါလေးကိုရေးလိုက်ကြရအောင်ထုံးစံတိုင်းကျွန်တော် page set ရှာတယ်ပေါ့နော် page set ရှာတဲ့အပိုင်းလေးကိုကျွန်တော်ရေးလိုက် entry report ကပဲကျွန်တော်ရှာအောင်ပေါ့နော်entry report ပေါ့ search function တစ်ခုကျွန်တော်တို့ရေးပေးရမှာပေါ့နော်ပထမတစ်ခုကတော့ကျွန်တော်တို့ပါလဲဆိုတော့ query function မှာကျွန်တော် username နဲ့ပေးရမယ်ဗျ username နဲ့ပေးရမယ်ပြီးတော့မှ search ကိုလည်းကျွန်တော်ပေးရမယ် search ကိုလည်းပေးရမယ် okay username နဲ့ search ပေးလိုက်ရပါတယ်ပေါ့နော်ဒါဆိုဒီလိုချင်တဲ့ query function ကိုကျွန်တော်ပြန်ပြီးတည်ဆောက်လိုက်မယ် function type ကတော့ကျွန်တော်တို့ဟိုတာကိုပြန်ပေးရမှာဆိုတော့criteria builder ပေးပြီးတော့မှ criteria query ကိုပြန်ဆောက်ပေးရမှာ business item เนาะဆိုတော့ okay ကျွန်တော်တို့ဒါလေးကိုကျွန်တော်တို့ဆက်ရေးရအောင်เนาะbalance search မှာ okay ဆိုတော့ဒီမှာကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ lambda လေးနဲ့ကျွန်တော်ရေးသွားမယ် cv ဆိုပြီးတော့မှ criteria builder နဲ့သုံးပြီးတော့မှ search လုပ်မယ်ပါတယ်ပေါ့နော်ဆိုတော့ပထမဆုံးကျွန်တော်တို့ cq criteria query ကိုတည်ဆောက်မယ် cv ကိုသုံးပြီးတော့မှ create query type ရှိရပါတော့ type ကကျွန်တော် balance list item ကိုလိုချင်တာ balance list item ကိုရှာချင်တဲ့ query return cq ကိုပေးထားလိုက်လို့ရပါတယ်ပြီးရင်ကျွန်တော် root element ဆိုကျွန်တော်ကဒီမဲ့ cq from ကျွန်တော် balance မဟုတ်ပါဘူးledg ledger entry ရဲ့နေသွားရှာမှာ ledger entry ရဲ့ class ကိုပေးပြီးရှာမယ် root ပြီးတော့မှကျွန်တော်တို့ကဘာဆက်လုပ်ကြအောင်မလဲဆိုတော့where clause select statement ဆိုကျွန်တော်ရေးပါပါတော့select statement ရေးမယ်ဆိုတော့သူ့ကိုသုံးပြီးတော့မှselect ပေါ့နော်ကျွန်တော်တို့ select လုပ်ပါပေါ့နော် select လုပ်တဲ့ချိန်မှာဘာပြရမလဲဆိုတော့ criteria query နဲ့ group ကိုထည့်ပေးရမယ်ပြီးကျွန်တော် where ရှာတဲ့ပိုင်းရှိမှာပေါ့နော် where ပိုင်းကကျွန်တော်တို့ cq where clause ကိုကျွန်တော်ရေးမယ် where clause မှာ search ကိုသုံးပြီးတော့မှကျွန်တော် username နဲ့ထည့်ပေးရမယ် search တွေက where method ကိုကျွန်တော်ရေးမယ် username ယူမယ်ပြီးတော့မှကျွန်တော်တို့ cv ယူမယ်ပြီးတော့မှ root element ကိုကျွန်တော်တို့ထည့်ပြီးတော့မှcriteria ကိုပြန်ရှာတဲ့ where ကိုရေးခိုင်းတယ်ဒါဆိုရင်ကျွန်တော်ဒီညမှာ expression တော့မဟုတ်ပါဘူးဗျာကျွန်တော်ဒီမှာယူပေးရမှာက predicate ရဲ့ array ကိုပေးလိုက်ရမယ် predicate ပေါ့နော်ကျွန်တော်တို့ persistent ရဲ့ predicate ရဲ့ array ကိုကျွန်တော်တို့ပြန်ပေးလိုက်မယ် okay ဒီပိုင်းလေးကိုကျွန်တော်ဆက်ကြည့်အောင် date from date to နှစ်ရက်ပဲပါတယ်ပေါ့နော် username ပါတယ်ဆိုတော့ username ကဒီကြောက်ပါမှာပေါ့နော်ဒီရပါမှာဆိုတော့ကျွန်တော် parents new array list predicate ရဲ့ array list ကိုကျွန်တော်ပြန်ပေးပြီးတော့မှဒီနေရာမှာကျွန်တော် parents to array ဖြစ်ပြန်ပြောင်းပေးမယ် in function အနေနဲ့ new predicate ရဲ့ array လေးကိုကျွန်တော် size ကိုပေးပြီးစောင့်ရတယ် username ကတော့တေချာပေါက်ပါနော် username ကတော့တေချာပေါက်ပါမှာဖြစ်တဲ့အတွက် username ကတေချာပေါက်ပါရမှာနော်တေချာပေါက်ပါရမှာဖြစ်တဲ့အတွက် parameter တွေကိုကျွန်တော်ထည့်ရအောင်ပေါ့နော်ဆိုတော့username ကဘယ်မှာရှိမလဲဆိုledger မှာရှိမှာဗျledger မှာရှိမှာပေါ့နော်ဆိုတော့ကျွန်တော်တို့
cv equal to ရမယ် root get LEDG ရဲ့ ledger entry ရဲ့ ledger ပြီးတော့မှ get ဒီကောင်က LEDG ရဲ့ ledger underscore ledger ရဲ့ member ကိုရအောင်နော်ပြီးတော့မှကျွန်တော်တို့နောက်တစ်ဆင့် get ဆိုပြီးတော့မှ MNV ရဲ့ member account ရဲ့ပြီးတော့မှထပ်ပြီးတော့မှ get ဆိုပြီးတော့မှACCOUNG account ရဲ့ဘယ်ရလဲဆိုတော့ username နဲ့ဒီ username နဲ့ကဝင်လာတဲ့ username ကတူရမယ်ဆိုကျွန်တော်ပြလိုက်ဟိုတစ်ဆင့်ချင်းသွားရမှာပေါ့နော်ပထမဆုံး ledger ရဲ့ledger entry ရဲ့ ledger ကိုရှာတယ်ပြီးတော့မှ ledger တွေက member ကိုယူရယ် member ရဲ့ account ယူပြီးတော့မှအဲ့ဒီ account ရဲ့ username ကကျွန်တော်ဒီ username နဲ့တူပါတယ်ဆိုပြီးတော့မှကျွန်တော်ပြန်ပြီးတော့မှ predicate ပြီးတော့မှထည့်ပေးလိုက် parameter လေးထည့်ပေးလိုက်ကျန်တာကတော့ date from the date နော် date from the date က if now not equal to date from နော် date from ဆိုရင်ကျွန်တော်ဒီကောင်ကတော့ date from က issue at နဲ့ကျွန်တော်ရှာမှာ issue at နဲ့ရှာမှာပေါ့နော်ဆိုတော့ကျွန်တော်ဒါကဘာလို့လဲဆို parameter ကို add ပေါ့နော်date from ဖြစ်တဲ့အတွက် from ဘက်ကြီးရမှာပေါ့နော် from ဘက်ကြီးရမှာဆိုတော့ cv greater than or equal to ပေါ့နော်date from ကကျွန်တော်တို့from instead of day အဲ့နေရာလေးပေါ့နော်greater than or equal to နဲ့ကျွန်တော်တို့စစ်ပေါ့ဒါပါလေးစစ်မလဲဆို root ကနေပြီးတော့မှ get ကျွန်တော် ledger entry ရဲ့ issue at ဒီ issue at က date from တဲ့ကြီးရအောင်ကြီးပြီးတွေ့အောင်ပေါ့နော်အဲ့တော့ date to ကျွန်တော်ဆက်ပေါ့ date to ပါရင်ကျွန်တော် date to သာ point တယ်မှာပါလာပြီဆိုရင် date to ကတော့နောက်တစ်ရက်လောက်လာတယ် plus day တစ်ရက်ရဲ့အစသူကတော့ less than greater than မဟုတ်ဘူး less than equal to ပါ less than ငယ်ရနောက်တစ်ရက်မရောက်ခင်ထိပေါ့နော်တစ်ရက်ပေါင်းပြီးတော့အဲ့ဒီရက်မရောက်ခင်ထိဆိုတော့ငယ်ရမယ်ဆိုပြီးကျွန်တော်တို့ကရေးလိုက်တယ်ကဲဒါဆိုရင်ကျွန်တော်တို့ predicate search လုပ်တဲ့အပိုင်းတော့ကျွန်တော်ရေးပြီးပါပြီပေါ့နော်ဒီလိုပဲကျွန်တော် ledger entry service မှာတော့လို့ပဲဒါလည်း security မှာကျွန်တော် search မှာ security တားပြီးခဲ့တယ်ပေါ့ပြီးတော့ledger search လို့ပဲ ledger service ledger management service to search ဘိုင်းရှိတယ်ပြီးတော့ authorize ဒါထည့်ပေးရမယ်ပေါ့နော် username နဲ့ authentication နဲ့တူရမယ် ledger entry service မှာလည်းအဲ့ဒီ search ရှိမှာပဲနော်insert လုပ်တယ် save လုပ်တယ် update လုပ်တယ်search မှာဒါက authorize ထည့်ပေးလိုက်တယ်နော်ကျွန်တော်ဒီမှာလည်းbalance လေးရောက်တယ် member balance service မှာဒီပတ်ဒီမှာပါကျွန်တော်ရှာတာကဒီရမယ်ဒီ username နဲ့ authentication ရဲ့ name နဲ့ဒီမှာသူ့ data ကိုတွေ့ရမယ်ဆိုပြီးကျွန်တော်တို့ကလုပ်ချလိုက်တယ်နော်လုပ်ချလိုက်တယ်ကဲဒါဆိုကျွန်တော်နောက်တစ်ခုကြံလေးပဲဗျာဝယ်ပြီးသွားပြီပေါ့နော်ဝယ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့က order by တော့ကျွန်တော်ထည့်ပြီးတော့ CQ order by assign နဲ့ပဲသွားတယ်deciding တော့လို့မရဘူး assign နဲ့ပဲသွားမယ်ဆိုတော့ CV assigning root get LEDG ရတဲ့ကြ entry issue at ကို assigning နဲ့ပဲကျွန်တော်တို့by နဲ့ထုတ်ပြလိုက်ကဲဒါဆိုနောက်တစ်ခုကျွန်တော်တို့ဒီ count function ကျွန်တော်ရေးပေးရမှာပေါ့နော် count query တို့ function တခုကျွန်တော်ရေးပေးရမယ်ဒါကတော့ count query သူကတော့ long count က long ဖြစ်တယ် long type ကိုရှာမှာselect ကဒါမဟုတ်တော့ဘူးပေါ့နော် select ကဒါမဟုတ်ဘူး
နောက်မှာ order ပိုင်းလည်းမရှိဘူး where do you ပေါ့နော်ဆိုတော့ long type ကိုရှာပါ long type ကိုရှာဆိုတော့ select လို့မှာကကျွန်တော်တို့က CQ select or CV count read get LEDG ရဲ့ legend ENTR on entry underscore ID ဆိုပြီးကျွန်တော်ပြန်လိုက်ပြီcount function ဒီ count function ကိုကျွန်တော်တို့ဒီမှာပဲဆက်ပြီးသုံးလိုက်မယ် count function ထဲမှာ count query count function okay count function လို့ပြရအောင်ပြီးတော့မှ user name ရဲ့ search ကိုထည့်ပေးလိုက် okay ဒါဆိုကျွန်တော်တို့ search လုပ်တဲ့ဘာရေးပြီးတော့ပါပြီကျွန်တော်တို့ဒီလိုသတိထားမိနေတယ်တွေ့ပါတယ်ကျွန်တော်ဒီ project တစ်လျှောက်လုပ်ပါဘောနော်search ကိုတော့ criteria query ကိုသုံးပြီးတော့ပေါ့နော်ကျွန်တော် custom method တွေအတိုင်းကျွန်တော်ရှာသွားလို့တော်တော်များ search အားလုံးနဲ့တပုံစံနဲ့ရေးထားတယ်ဆိုတော့တွေ့ရပါလိမ့်မယ်နောက်ပြီးတော့ကျွန်တော် file by ID ကိုလည်းကျွန်တော်တို့ဘယ်လိုရေးသွားလဲရေးသွားတဲ့နေရာကြီးတော်တော်များတူပါလိမ့်မယ်ပေါ့နော်တူပါလိမ့်မယ် okay ရေးပြီဆိုတော့ကျွန်တော်တို့ဆက်ပြီးလုပ်ဖို့လိုတာက UI နဲ့ bind ရမှာပါ UI နဲ့ bind ရမှာပေါ့နော်UI နဲ့ bind မယ်ဆိုတော့ close all ပိတ်လိုက်ရအောင်ပိတ်ပြီးတော့မှကျွန်တော် UI မှာပြချင်တာက ledger balance list item ဒီနာမည်ကြီးကျွန်တော်တို့ကြည့်ရမှာပေါ့ UI နဲ့ bind လိုက်အောင် balance list မှာတော်တော်များများ list တွေမှာ pagination ပါမှာပေါ့နော် pagination ပါမှာဆိုတော့အဲ့ဒီ bind လေးကတူကြမယ်ကျွန်တော်တို့နည်းနည်း copy ကူးလိုက်ကြရအောင်font name မှာပြဖြစ်ရမယ် input ကဒီနာမည်တွေပါရမယ် search font name ကsearch font မှာ ID ထည့်ထားရတယ်ပြီးတော့မှကျွန်တော်တို့ဒီ page size တွေအတွက် input တွေကျွန်တော်တို့ထည့်ထားတယ်နော်ဒါကျွန်တော်တို့အစမှာတည်းကကျွန်တော်ဆိုပြတယ်ပြီးတော့ရင်ကျွန်တော် button search ကဒါရတယ် font ID ပါတယ်ဆိုကြည့်တယ် pagination တွေအောင်တော့ကျွန်တော် result ပဲ page result ကို result တွေထည့်ထားလိုက် pagination တွေအောင် page result ကို result ကိုပြီးပါကျွန်တော် loop ပတ်ရမှာပေါ့နော် loop ပတ်မယ်ဆိုတော့ကျွန်တော် chat လို့ပဲ chat လို့ပဲ UI ကိုတက်တယ်ဒီမှာကျွန်တော်တို့ C for each နဲ့ကျွန်တော်သွားမယ်ပေါ့နော် C for each နဲ့အုပ်လိုက်တယ်ကျွန်တော်တို့ code ကတော့ဒီမှာမရေးထားဘူးပေါ့နော်မရေးထားဘူးC for each မှာကျွန်တော်တို့ကပေါ့နော်ဘာနေရာမှာကျွန်တော်တို့ item လို့ပေးရအောင်ပြီးတော့မှ item ဆိုတဲ့နေရာမှာကျွန်တော်တို့ item ဆိုတဲ့နေရာမှာ result ရဲ့ကျွန်တော် copy လုပ်လိုက်ပါ content နော်ကျွန်တော်ဒီပေးရတာဆို content မှာ let's say ကိုနေနဲ့ပါလိမ့်မယ်တခုချင်းစီလေးပတ်ပါတော့ဆိုဒီနေရာကကျွန်တော် issue add ကိုသုံးပါအောင်ဒါပေမဲ့ issue add ကိုသုံးဖို့တဲ့ FDFT date format မှာ FORMAT format date time ဆိုပြီးတော့ကျွန်တော် item ရဲ့ ISSG issue add record ဖြစ်တဲ့ကျွန်တော်ဒီလိုယူလိုက်မယ်သူကတော့item ရဲ့ကျွန်တော်ဒီမှာဘယ်လိုပြထားလဲဆိုတော့ ledger name ယူနေတယ်maintenance ဒါကတော့ particular ပေါ့နော် particular ဆိုတော့ item ရဲ့ကျွန်တော်ဒီမှာနာမည်ဘယ်လိုပြလဲ particular ပြီးတော့မှကျွန်တော်တို့ဒီshape ပါပေါ့နော်format တွေကျွန်တော်နောက်မှလုပ်ကြရအောင်ဗျnumber format တွေပေါ့နော်ကျွန်တော် bit decimal သုံးထားတဲ့အတွက်ဒီမှာတော့ you can item ရဲ့ you can itemရဲ့ expense item ရဲ့ balance expense balance နော်
ဆိုပြီးတော့မှကျွန်တော်ရေးလိုက်မယ်ပေါ့နော်expense balance ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာဘာလာဦးမလဲဆိုတော့ဟို root ပြင်ကိုကျွန်တော်တို့က member balance ဒီကောင်ကဘယ်လိုသွားမှာလဲ detail ကိုသွားချင်တာပေါ့နော် detail ကိုသွားချင်တာဆိုတော့ sorry detail မှာတော့ type ကမလို့ဘူးဗျာကျွန်တော်ဒါဆိုလို့ရှိရင် member balance ရဲ့ ID ပုတ်ကိုကျွန်တော်ပြလိုက်ပါitem ရဲ့ COD code နော်ကျွန်တော်ဒီနေရာမှာထိတ်ဆုံးမှာ code ဆိုပါတယ်ဟုတ်နော် code ဆိုပါတယ်ဒါဆိုတော့ကျွန်တော်တို့ detail ဆိုသွားနိုင်တယ်အပိုင်းလေးလို့ရတော့ပါလိမ့်မယ်နော် okay ဒါဆိုကျွန်တော်တို့တစ်ချက်လောက် run ကြည့်လိုက်ကြရအောင်ဗျာဟိုအဲ့ဒါတဲ့တော့ချိန်တော့မမီတော့နောက်တစ်ချိန်စပါပဲအဲ့ဒီအဲ့ဒါရှင်းရအောင်နော်ကျွန်တော်တို့ကိုပြန်သွားလိုက်တယ် balance ဆိုကျွန်တော်ဝင်ကြည့်တယ်ဒီမှာကျွန်တော်တို့တွေ့ပြီပေါ့နော် issue at ကissue at ကမပါဘူးဖြစ်တယ်ပေါ့နော် issue at ကဘာဖြစ်လို့မပါတာလဲပေါ့ issue at ကincome ဆိုတာကြည့်မယ်ဆိုရင် issue at ကရှိတယ်ဗျရှိတယ်ပေါ့နော်ဒါပေမဲ့ balance မှာတော့ issue at ကပါမလာဘူးပေါ့နော်ပါမလာဘူးဆိုတော့ဒီ date time လောက်တဲ့နေရာပေါ့နော် list ထဲမှာကျွန်တော်သွားကြည့်မယ်ဆိုရင် TDF ဟိုမှာ date time ဟိုမှာ date time ဟို DF ဖြစ်တာ DF date time format ဆိုတော့ balance ကိုကျွန်တော်ပြန်ဝင်ရှာကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာဆိုရင် balance ကအဲ့ဒီကြောင်းနေတာ salary ရဲ့ income နဲ့ဝင်ရမှာဆိုတော့ဒီနှစ်ခုနေနဲ့ပြောင်းပြန်ဖြစ်နေတယ်ဟုတ်နော်ဒီနှစ်ခုပြောင်းပြန်ဖြစ်နေတော့ကျွန်တော်တို့ဟိုပြောင်းပြန်ဖြစ်နေတယ်ဟုတ်နော်ပြောင်းပြန်ဖြစ်နေတာကsorry ပြတဲ့နေရာလွဲစားတာကြာ income ကညာဘက် expense ကဘယ်ပေါ့နော်ဒီတစ်ပိုင်းလေးနေရာနည်းနည်းလွဲသွားတော့နော်income ကဒီဘက် EHPNSE expense left side ကျွန်တော်သက်သက်ကြည့်လိုက်ပါစေကျွန်တော် income ဆိုတဲ့လောက်ဖြစ်ပြီး balance ဒီကနေစားတယ်ပေါ့နော်ပြီးတော့မှကျွန်တော်တို့ဟိုတိတ်ပွဲထုတ်လိုက်တော့6သိန်း1000ကနေပြီးတော့မှbalance ကလည်းမှန်တယ်ပေါ့နော်ဒီပုံစံလေးကျွန်တော်တို့တွေ့မှာဖြစ်တယ်ပေါ့နော်ဒီ date ဆိုလည်းတောင်းလို့ရပြီဆိုတော့ကျွန်တော်တို့view တွေတော်တော်များများတော့အဆင်ပြေတယ်လို့ပြောရမှာပေါ့နော်ကျွန်တော်တို့ဒါ add new နဲ့ edit ကိုဒါပြီးလို့ရှိရင်ပုံစံမျိုးစမ်းကြည့်ပြီးတော့ပေါ့နော်validation တွေကျွန်တော်သေချာမလုပ်ရသေးဘူးအဲ့ဒါ message လို့ပြရမယ်လေကျွန်တော်သေချာမလုပ်ရသေးဘူးပေါ့နော်အဲ့ဒါလေးတွေဆက်လုပ်ကြည့်လိုက်ကြရအောင်ပေါ့နော် okay ကျွန်တော်ဒီမှာခဏရက်ပါမယ်ဗျဒီမှာခဏရက်ပါပေါ့နော်ဆိုတော့30ခွန်ဆိုတော့40ခွန်ကျရင်ကျွန်တော်တို့တစ်ချက်တော့ပြန်ပိုက်ဖို့ပဲဗျ